ဘဝရလာတဲ့အကျိုးမြတ်ရှိသွားကြတာမဟုတ်ဘဲနဲ့ဘဝကိုအကြောင်းပြုပြီးတော့အဆိုးနဲ့ကြုံတွေ့သွားကြတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်ဘဝကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာတွေရသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီထဲမှာမိမိကိုယ်ကိုမိမိဆန်းစစ်လေးလာပြီးရလာတဲ့ဘဝမှာအဆိုးတွေနဲ့ဒုက္ခရောက်သွားတဲ့ဘဝမျိုးမရဖို့မိမိကိုယ်တိုင်လုပ်ကြရမယ်ကောင်းကျိုးချမ်းသာတွေမရဘဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်ဆုံးရှုံးနစ်နာမှုကအမှန်မှကြီးမားတယ်ဘဝရတဲ့အခါမှာရှောင်ရံနဲ့ဆောင်ရံဆိုတာအမြဲတမ်းနှစ်ခုတွန်းတွဲပြီးတော့နေတာဖြစ်တယ်မလို့ရ